Hello အားလုံးပဲမင်္ဂလာပါ BND Food Vlog လေးကနေပြန်လဲကြိုဆိုပါရစေเนาะအခုကဒီနေ့ကခရမ်းညင်သီးငပိချက်ကလေးအလွယ်ပေါ့เนาะလုံးဝအလွယ်အချက်စားဖြစ်လို့လာမျှဝေပေးတာပါကျွန်တော်တို့ခရမ်းညင်သီးငပိချက်ကပေါ့เนาะဒီခရမ်းညင်သီးနဲ့ငရုတ်သီးစိမ်း2မျိုးပဲလိုပါတယ်ဒါအောင်မှရေသေးရှာဆေးတယ်ပေါ့เนาะခရမ်းညင်သီးကိုဒီငရုတ်သီးစိမ်းရောကိုရေသေးရှာဆေးပြီးတော့ရေကောင်းကောင်းဆေးပြီးတော့ကျွန်တော်တို့လှီးပါမယ်လှီးတဲ့ခါမှာလဲလေးစိတ်စိတ်တဲ့ရုံပဲရပါတယ်ဟိုတေးသေးလေးတွေစိတ်ဆရာမလို့ပေါ့နော်ကျွန်တော်တို့လေးစိတ်စိတ်မယ်စိတ်ပြီးလို့ရှိရင်ငရုတ်သီးစိမ်းကိုလည်းအတောင့်လိုက်ထည့်လို့ရတယ်ပေါ့နော်ငရုတ်စိမ်းကိုလည်းအတောင့်လိုက်ထည့်လို့ရတယ်အညာရွှေပြီးတော့အတောင့်လိုက်ထည့်ပေါ့နော်နှစ်ပိုင်းပိုင်းပြီးထည့်ရှင်လည်းရတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့စိတ်စိတ်ကလေးတွေလှီးလိုက်တယ်ဆိုရင်ငရုတ်သီးစိမ်းကတအားဆက်တဲ့ခါကျတော့အဆက်မစားနိုင်တဲ့သူတွေအဆင်မပြေမှာဆိုလို့ကျွန်တော်တော့ငရုတ်သီးစိမ်းအတောင့်လိုက်ပဲထည့်ပါတယ်ချိုးထည့်တာက2000 3000ပဲချိုးထည့်လိုက်တယ်ပေါ့နော်ဒါကတော့လှီးပြီးသွားပါပြီဒါချိုးထားတာ2000 3000ပဲပေါ့နော်နည်းနည်းလေးအဆက်ရတာအဲ့ဒါအောင်မှကျွန်တော်အိုးထဲမှာရေနဲ့ပေါ့နော်ထည့်ပြီးတော့ခရမ်းညင်သီးကိုခုနစိတ်ထိုက်ခရမ်းညင်သီးလေးရေနဲ့ထည့်ပြီးတော့ပြုတ်လိုက်ပါတယ်ပြုတ်ပြီးတော့ဒီအနေထားရပါတယ်ပေါ့နော်ဒီလိုအနေထားလေးရပြီဆိုစီလေးနည်းနည်းထည့်မယ်စီထည့်မယ်ပြီးရင်ငရုတ်သီးစိမ်းလေးထည့်မယ်ထည့်ပြီးလို့ရှိရင်စားအချုံမို့ပေါ့နော်ငံပြာရည်ရှိရင်ငံပြာရည်ထည့်ငံပြာရည်ကြိုက်ရင်ငံပြာရည်ထည့်ပေါ့နော်ငပိကြိုင်ငပိထည့်လို့ရတယ်ဒါကတော့အလွယ်ခရမ်းညင်သီးငပိချက်ကလေးပါကျွန်တော်ဗီဒီယိုလေးကိုစအဆုံးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်